အားလုံးပဲမင်္ဂလာပါဒူရီခလေး YouTube channel လေးကနေခလေးရဲ့အကိုတွေအမတွေဦးတော်တွေအားလုံးကိုနေရွှေစာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ခလေးရဲ့ဗီဒီယိုလေးကိုဝင်အောင်ကြည့်ရှုကြတယ်ခလေးရဲ့အကိုတွေအမတွေဦးတော်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ကလေးတွေမင်္ဂလာရှိတဲ့ရက်ကလေးတွေကိုပိုင်ဆိုင်နိုင်ပါစေအသက်ရှူတိုင်းမှာလည်းဝင်ဝေတွေတိုးပါရရှိနိုင်ပါစေလို့ခလေးဦးစားပထမဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်ကဲခလေးရဲ့ကိုတွေအမတွေအားလုံးပဲနော်ခလေးတို့ဒီနေ့ကတော့နော်တနေ့ကုန်မင်္ဂလာရှိတဲ့နော်ကိုတွေမတဲ့အလုံးပဲတနေ့ကုန်လုံးလဲရကြတယ်ခလေးကကိုတွေမတဲ့အလုံးပဲနော်မနေ့တုန်းကဆိုရင်ခိုင်လေးပေးထားတဲ့အခွေ3ညခွန်အခွေနဲ့နော်ဒက်3ခွန်ဆိုပြီးတော့အခွေလေးနဲ့ရကြတယ်ဒီညနေဆိုရင်လည်းခိုင်လေးပေးထားတဲ့ငါနော်လေးပတ်တီ5ပတ်တီနော်ကိုတွေမတဲ့အားလုံးပဲ9 8ဆိုပြီးတော့နော်အော်ခွက်ပါတယ်နော်ကိုတွေမတဲ့အားလုံးပဲတကယ် share plan လေးတွေနဲ့ပဲလာရောက်ပြီးတင်ပေးတာနော်ချစ်တော်လေးတွေအားလုံးပဲကိုတွေမတဲ့ဘက်ကနော်အကြိုက်ချင်းတွေတော့ကစားထားမယ်နော်ချစ်တော်လေးတွေအားလုံးပဲခိုင်လေးပြောပါတယ်အမြဲတမ်းမမနိုင်တယ်လို့အမြဲတမ်းလည်းမမနိုင်ပါဘူးနော်ကိုတွေမတဲ့အားလုံးပဲနော်တူတီဆိုတာတော့အမားမှန်တော့ရှိတယ်နော်မားတဲ့ခါရှိတယ်လို့မှန်တဲ့ခါလည်းရှိတာပေါ့နော်ကိုတွေမတဲ့အားလုံးပဲကဲကိုတွေမတဲ့အားလုံးပဲခိုင်လေးဒီ channel လေးဟာအစ်စ်ကလေးဖြစ်တဲ့အတွက်ခိုင်လေးကိုတွေမတဲ့အားလုံးပဲ channel လေးကို subscribe မနေရသေးတဲ့ခိုင်လေးကိုတွေမတဲ့အလောက channel လေးကို subscribe လေးတင်တယောက်တစ်ချက်စီဝိုင်းပေးနေခဲ့ပေးကြပါအောင်နော်လိုက်လက်မလေးတွေလည်းတယောက်တစ်ချက်စီဝိုင်းပေးနေခဲ့ပေးကြပါအောင်မျိုးတွေအားလုံးပဲshare မှု share ဖြင့်လည်း share ပေးကြပါဦးเนาะတဦးမြင့်တဦးရအောင်အများမြင့်အများရအောင်လို့ခိုင်လေးကိုတွေမတဲ့အလုံးကเนาะ share မှု share ဖြင့် share ပေးကြပါဦးเนาะလိုက်လက်မလေးတွေလည်းတယောက်တစ်ချက်စီဝိုင်းပေးနေခဲ့ပြီเนาะမျိုးတွေအလုံးပဲလိုက်လက်မကအရန်အားနေနေတယ်เนาะတယောက်ကြည့်ရင်တယောက်လိုက်လက်မလေးတွေတယောက်တစ်ချက်စီဝိုင်းပေးနေခဲ့ပေးကြပါဦးချစ်တော်လေးတွေအလုံးပဲเนาะလိုက်လက်မလေးနေရတာဘေးတရားလည်းမကုန်ဘူးဘေးတစ်ထောင်လည်းမကုန်ဘူးเนาะဘေးတစ်ပြားမှမကုန်ပါဘူးเนาะကိုတွေမတဲ့အလုံးပဲเนาะခိုင်လေးရဲ့အမျိုးတွေအလုံးကခိုင်လေးကိုမြစ်တာထားတဲ့အနေပဲเนาะလိုက်လက်မလေးတယောက်တစ်ချက်စီပဲဝိုင်းပြီးနေခဲ့ပေးကြပါဦးเนาะခိုင်လေးခေါ်ပြီးတဲ့ဒီကနန်းလေးတွေကိုလည်းခိုင်လေးကိုတွေမတဲ့အလုံးကအပန်းမကြည့်ဘူးဆိုရင်လည်းเนาะကွန်မန့်မှာပြန်မှတ်ပေးကြပါဦးเนาะမျိုးတွေအလုံးပဲကဲမနေ့ကမှလည်းခိုင်လေးเนาะအကောင်တကအကောင်စောကနန်းကိုเนาะလာရောက်ပြီးတင်ပေးတာပါခိုင်လေးရဲ့ချစ်တော်လေးတွေအလုံးပဲအကြိုက်ချင်းတွင်ကစားထားမယ်เนาะမျိုးတွေအလုံးပဲအကြိုက်ချင်းတွင်ကစားထားမယ်အင်ကြီးလည်းပဲကိုတွေမတဲ့အလုံးပဲเนาะကြီးရတာနည်းနည်းစိုးနေလားမသိစပင်းကရှင်နေခိုင်လေးညက်ရအောင်မကိုတွေမတဲ့အလုံးပဲเนาะဟိုတမွေးဒီတမွေးဖြစ်နေတယ်ကဲကိုတွေမတဲ့အလုံးပဲเนาะအဲ့ဒါအဓိကအဲ့ဒါမို့ခါလေးတို့အဓိကခဏမဖို့အဓိကเนาะခါလေးတို့ဒီနေ့ဆိုတနေကုန်ရကြတယ်အားကြောင့်မလို့ဒီနေ့မှာခါလေးပြလို့ရကြတယ်ပေါက်ကြတယ်ဆိုတော့ခိုင်လေးရဲ့အကိုတွေမတဲ့အလုံးကပေါက်ကြီးလေးတွေမှတ်ပေးကြအောင်เนาะမျိုးတွေအလုံးပဲပေါက်ကြီးလေးတွေမှတ်ပေးကြပါထိုးတဲ့အကိုတွေမတဲ့အလုံးကတော့เนาะပေါက်ကြတဲ့ခါလေးရဲ့ကိုတွေမတဲ့အလုံးတော့ကိုပြောပြတာပါเนาะမပေါက်တဲ့ခါလေးကိုတွေမတဲ့အလုံးကတော့မမပါနဲ့ပေါက်တဲ့ခါလေးကိုတွေမတဲ့အလုံးကပေါက်ကြီးလေးတွေမှတ်ပေးကြပါအောင်เนาะထက်တူထက်မြက်ဝမ်းသာချင်လို့ပါခါလေးရဲ့မျိုးတွေအလုံးပဲကဲခါလေးတို့မနေ့က19ရက်เนาะ19ရက်12လ2025ဗုဒ္ဓဦးနေ့မနေ့နော်ခလေးတို့ဘော်တော်ဦးနဲ့မနက်12နာရီတမိနစ်မှာဘယ်ပတ်တိလေးကိုအဓိကထားပြီးပိတ်ရမလဲဘယ်အော့ကွက်ကလေးကိုအဓိကထားပြီးတင်ထွေးရမယ်ဆိုတာကိုမသိသေးတဲ့ခလေးရဲ့ကိုတွေမအားလုံးပဲခလေးရဲ့ဗီဒီယိုလေးကိုအစားနေဆုံးကလေးကြည့်ကြမယ်နော်မရစ်မကြော်ဘဲနဲ့အစားနေဆုံးကလေးကြည့်ကြမယ်နော်ချစ်တော်လေးတွေအားလုံးပဲနော်မရစ်မကြော်ဘဲနဲ့အစားနေဆုံးကလေးကြည့်ကြမယ်လိုက်လက်မလေးတွေတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခဲ့မယ်နော်မျိုးတွေအားလုံးပဲလိုက်လက်မလေးတွေတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခဲ့မယ်လိုက်လက်မလေးတဲ့ခလေးရဲ့ကိုတွေမအားလုံးပဲနော်နေ့တိုင်းရကြမှာပေါက်ကြမှာတလားချစ်တော်လေးတွေအားလုံးပဲကဲဝင်လာမယ်မျိုးတွေအားလုံးပဲနော်ဝင်လာပြီဆိုရင်လေခလေးလိုက်ရှိုးနဲ့မာနေတာကိုတွေမာတဲ့အလုံးပဲကြည့်ရှုနေကြတဲ့ခလေးကိုတွေမာတဲ့အလုံးကလည်းနော်အစားနေဆုံးကလေးကြည့်ပြီးဖို့မြတ်တရားခံချင်ပါတယ်နော်ကိုတွေမာတဲ့အလုံးပဲကဲခလေးတို့မနှက်ဖန်ကမှာခလေးပြောဖို့မေ့သွားသေးတယ်ကိုတွေမာတဲ့အလုံးပဲခလေးဒီရက်ပိုင်းတွင်ခလေးလုံးဝမအောင်ကိုတွေမာတဲ့အလုံးပဲနော်ခလေးဒီတော့စားတွေပါပြောင်းထားတယ်တလားကိုတွေစားတွေပြောင်းထားလို့ရှိရင်အဲ့ကနရပြန်ပြီးတော့ကစားမယ်နော်မနေ့ပိုင်းပဲကြာညနေပိုင်းပဲကြာကိုတွေမာတဲ့အလုံးပဲနော်ထွက်သည်ပြည့်စမထွက်သည်ပြည့်စခလေးပြထားတဲ့ကနကိုပြန်ပြီးကစားမယ်နော်ခလေးစားပြောင်းထားတယ်ပြီးရင်နော်အကုန်လုံးပြောင်းထားတဲ့ကိုတွေမတဲ့အလုံးမညနေဈေးအတွက်ဆိုပြီးတော့ခိုင်လေးပြောင်းထားတယ်နော်နေကင်ဘက်ကိုလာမတင်ဖြစ်ဘူးကိုတွေမခိုင်လေးဒီမှာအလုံးလေးနည်းနည်းရှုံနေလို့ပါနော်ချစ်တော်လေးတွေအလုံးပဲနော်ခိုင်လေးကိုနားလေးပြကြပါခိုင်လေးဒီ3ရက်4ရက်အတွင်းမှာပဲဒီ3ရက်4ရက်အတွင်းပြီးစင်ခိုင်လေးနေ့တိုင်းပုံမှန်လေးတင်ပေးပဲနော်မျိုးတွေအလုံးပဲကဲခိုင်လေးတို့မနေ့ကပတ်ရမဲ့ပတ်တီလေးဒီ4ပတ်တီ6ပတ်တီပါနော်ကိုတွေမတဲ့အလုံးပဲ4ပတ်တီ6ပတ်တီပါ4ကြိုက်တဲ့ခိုင်လေးရဲ့ကိုတွေမတဲ့အလုံးက4ကိုပတ်မယ်6ကြိုက်တဲ့ခိုင်လေးရဲ့ကိုတွေမတဲ့အလုံးက9ကိုပတ်မယ်နော်4ပတ်တီ6ပတ်တီလေးပါလေးပတ်တီကိုပတ်တီလေးပါလေးကြိုက်တဲ့ခလေးကိုတွေမတဲ့အလုံးက4ကိုပတ်မယ်ကိုကြိုက်တဲ့ခလေးရဲ့ကိုတွေမတဲ့အလုံးက9ကိုပတ်မယ်နော်4နဲ့စုံဩကွက်တီ4နှစ်4 3 4 6 4 8ပါနော်မျိုးတွေအလုံးပဲ4နှစ်ရဲ့4 3ရဲ့4 6ရဲ့4 8ရဲ့ပါနော်4နှစ်4 3 4 6 4 8ပါ9နဲ့စုံဩကွက်တီ9နှစ်9 3 9 6 9ခွန်ပါနော်9နှစ်ရဲ့9 3ရဲ့9 6ရဲ့9ခွန်ရဲ့ပါနော်ချစ်တော်မျိုးတွေအလုံးပဲ9နှစ်9 3 9 6 9ခွန်ပါအခွေလေးဒီနှစ်ခွန်၄ကိုပြီးပါခွေကိုတွေမတဲ့အလုံးပဲအခွေဒီ၄လုံးဆိုပြီးတော့မလန့်သွားနိုင်ဘူး၄ကိုဒီခိုင်လေးဒီမှာ1ချင်းနှလုံးအတိုင်းပြန်ထက်တာနော်ကိုတွေမတဲ့အလုံးပဲနှစ်ခွန်ခဏန်းစိမ့်နှလုံးနဲ့ကိုတွေမတဲ့အလုံးပဲအဲ့ဒါကိုခွေရမှာနော်ချစ်တော်မျိုးတွေအလုံးပဲနော်နှစ်လေးဆိုလဲပါတယ်နှစ်နော်နှစ်ကိုဆိုလဲပါတယ်နော်ချစ်တော်မျိုးတွေအလုံးပဲနော်နှစ်ခွန်၄ကိုပြီးပါခွေကလေးနော်နှစ်ခွန်၄ကိုပြီးပါခွေခိုင်လေးပေးတဲ့ခွေဒီအပူလေးပါပါတယ်
အပူလေးကစားထားမယ်မနေ့ဖန်ကကိုတွေမတယ်အလုံးပဲအပူလေးကစားထားမယ်နော်ချစ်တော်လေးတွေအလုံးပဲမနေ့ဖန်ကအပူလေးကစားထားမယ်နော်နှစ်ခွန်လေးကိုပြီးပါခွေခိုင်လေးပေးတဲ့ခွေဒီအပူလေးပါပါတယ်နှစ်တို့ခွန်လေးကိုနော်အပူလေးပါပါတယ်ချစ်တော်မျိုးတွေအလုံးပဲအခွေလေးလုံးဆိုပြီးမလန့်သွားနဲ့နော်ချစ်တော်မျိုးတွေအလုံးပဲဒီအခွေလေးလုံးဒီလေးကိုပြန်ထည့်ထားပေးတာနော်နှစ်ခွဆိုကနန်းစိမ့်လေးနှလုံးနဲ့နော်အားကြောင့်မလို့ကလေးကိုတွေမတယ်အလုံးပဲမလန့်သွားပါနဲ့မလန့်ရင်လဲလိုက်လက်မလေးတွေတယောက်တစ်ချက်စီဝေါင်းပြီးနှိပ်ခတ်ပေးကြပါအောင်နော်။ခါလေးတကွက်ကောင်းလေးတွေနှစ်ကွက်ကောင်းလေးတွေပြောဖို့ကြံသေးပါတယ်။တကွက်ကောင်းလေးတွေနှစ်ကွက်ကောင်းလေးတွေခေါ်ပေးမယ်နော်။တကွက်ကောင်းလေးတွေနှစ်ကွက်ကောင်းလေးတွေမခေါ်ခင်မှာခါလေးရဲ့ကိုတွေမတဲ့အားလုံးကလိုက်လက်မလေးတွေတယောက်တစ်ချက်စီဝေါင်းပြီးနှိပ်ခတ်ပေးကြပါအောင်နော်။ခါလေးရဲ့ဒီ channel လေးကအစ်စ်ကလေးဖြစ်တဲ့အတွက်နော်subscribe မနေရသေးတဲ့ခါလေးရဲ့ကိုတွေမတဲ့အားလုံးက subscribe လေးတွေနှိပ်ခတ်ပေးကြပါအောင်နော်။ share မှု share ဖြစ်လဲ share ပေးကြပါဦးအများမြင်အများရအောင်တဦးမြင်တဦးရလို့ share မှု share ဖြစ် share ပေးကြပါဦးနော်ချစ်တော်လေးတွေအားလုံးပဲပယမပတိတိ၄ပတ်တိ၉ပတ်တိပါနော်ဗုဒ္ဓဦးနေ့12နိုင်1မိနစ်ဈေးအတွက်နော်၄ပတ်တိ9ပတ်တိပါ၄နဲ့ဆိုအောက်ကွက်တိ၄နှစ်၄3 4 6 4 8ပါနော်၄နှစ်ရယ်၄3ရယ်၄6ရယ်၄8ရယ်ပါ9နဲ့ဆိုရင်9နှစ်9 3 9 6 9ခွန်9နှစ်ရယ်9 3ရယ်9 6ရယ်9ခွန်ရယ်ပါနှစ်ကွက်ကောင်းသည်43နဲ့96ဒီခါလေးမနက်ဖက်မှာအကြိုက်ဆုံးနှစ်ကွက်ကောင်းလေးပါနော်43နဲ့96ဒီခါလေးမနက်ဖက်မှာအကြိုက်ဆုံးနှစ်ကွက်ကောင်းပါတစ်ကွက်ကောင်းလေးဒီ96ဒီတစ်ကွက်ကောင်းလေးပါနော်96ဒီတစ်ကွက်ကောင်းပါအပီးပါအခွေဒီနှစ်ခွန်လေးကိုအပီးပါအခွေကလေးနော်နှစ်ခွန်လေးကိုအပီးပါအခွေကလေးပါခိုင်လေးပေးတဲ့အခွေဒီအပူလေးပါပါတဲ့နော်ကိုတွေမရရလို့မခိုင်လေးစကားပြောတာနဲ့မြန်နေလားမသိဘူးနော်ခိုင်လေးလက်ထိန်ပြောတယ်နော်ပါဇက်ကစက်တနဲ့တော့ကိုအရှုံးပေးရမလားမသိဘူးเนาะမျိုးတွေအလုံးပဲခိုင်လေးလဲထိမ့်ပြီးပြောပါတယ်နော်ကိုတွေမတယ်အလုံးပဲခဏတော့ခိုင်လေးဖြည်းဖြည်းချင်းဒီခေါ်ပေးမယ်နော်ခိုင်လေးထိမ့်ပြီးတော့ပြောပေးပါမယ်ခိုင်လေးကကိုတွေမတယ်အလုံးပဲเนาะစကားပြောတာတော်တော်လေးတော်မြန်ပါတယ်ကဲခိုင်လေးတို့မနေ့ဘက်ကမှာပတ်ရမဲ့ပတိလီ၄ပတ်ဒီ9ပတ်ဒီပါခိုင်လေးဒီနောက်ဆုံးတစ်ခေါက်ပြီးတော့ခိုင်လေးဗီဒီယိုလေးနားမယ်เนาะခိုင်လေးဗီဒီယိုကလည်းအရင်မရှိတဲ့အတွက်ခိုင်လေးကိုတွေမတယ်အလုံးပဲအစားနေအစုံကလေးကြည့်ပေးကြပါเนาะလိုင်းလမလေးတွေလည်းတယောက်တစ်ချက်စီဝေါင်းပြီးနေခဲ့ပေးဦးချစ်တော်လေးတွေအလုံးပဲပတ်ရမဲ့ပတိဒီ၄ပတ်ဒီ9ပတ်ဒီနော်၄ပတ်ဒီ9ပတ်ဒီပါ၄နဲ့ဆိုရင်အော်ကွက်ဒီ၄နှစ်၄3 4 6 4 8ပါနော်၄နှစ်ရယ်၄3ရယ်4 6ရယ်4 8ရယ်ပါ9နဲ့ဆိုရင်အော်ကွက်ဒီ9နှစ်9 3 9 6 9ခွန်ပါနော်9နှစ်9 3 9 6 9ခွန်ပါနှစ်ကွက်ကောင်းဒီ43နဲ့96ဒီခိုင်လေးဒီညနော်ခိုင်လေး sorryနော်43နဲ့96ဒီခိုင်လေးမနေ့ကမှအကြိုက်ဆုံးနှစ်ကွက်ကောင်းကလေးပါနော်43နဲ့96ဒီနှစ်ကွက်ကောင်းတစ်ကွက်ကောင်းလေးဒီ96ဒီတစ်ကွက်ကောင်းပါနော်ချစ်တော်လေးတွေအလုံးပဲ96ဒီတစ်ကွက်ကောင်းအခွေဒီနှစ်ခွန်လေးကိုပြီးပါခွေနော်ချစ်တော်အလုံးပဲနှစ်ခွန်လေးကိုနော်နှစ်ခွန်လေးကိုပြီးပါခွေခိုင်လေးပေးတဲ့အခွေဒီအပူလေးပါပါတယ်နော်ကဲအဲ့ဒါဆိုရင်ခိုင်လေးရဲ့ဗီဒီယိုလေးကိုဒီနောက်နှစ်ပဲရနာပြစေဝင်ရောက်ကြည့်ရှုကြတဲ့ခိုင်လေးအကိုတွေအမားတွေဦးတော်တွေအလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့ရက်တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ရက်တိုင်းလိုကိုပိုင်ဆိုင်နိုင်ပါစေအသက်ရှူတိုင်းမှာလည်းဝေဝေတွေတိုးပါရရှိနိုင်ပါစေနော်စီးပွားရေးလူမှုရေးကျန်းမာရေးစစရရဆင်ပြေနိုင်ပါစေလို့ခိုင်လေးစုမကောက်တောင်းပေးလိုက်ပါတယ်အားလုံးပဲကိုလက်ပါ